သွေးလင်းထက်နဲ့စာမေးရတော့ဝိတ်ချိန်လို့ပြီးသွားပါပြီပွဲထိုးဖို့ပဲကြာမှာတော့တယ်သွေးလင်းထက်ကဝိတ်အောင်ပြီးတော့ဘိုးတော်စာမေးကတပေါင်ကျော်ပိုနေလို့သွေးလင်းထက်ကိုသူ့ထိုးကြီးတဲ့က15ရာခိုင်နှုန်းခွဲပေးရတော့မှာပါစာမေးကဝိတ်တောင်းဝင်ပေါ်တော်လေးကိုစူးစမ်းရတာကိုမြင်ရပြီးတော့နောက်ဆုံးချိန်ထိဝိတ်ပြန်ချိန်ရတာပါတက်ကြည့်ပြီးဆိုတော့ဝိတ်တင်ချလို့ရတာတော်လေးကိုပင်မမဲ့ပုံပါပဲဝိတ်ချရတဲ့ရှင်ကြောင့်ပင်မနွမ်းနယ်ပုံပေါက်နေတဲ့စာမေးကတော့ပွဲထိုးမဲ့နေ့အထိတက်တက်ကြွကြွလန်းလန်းဆန်းဆန်းနဲ့ပွဲထိုးပြနိုင်မှာစိတ်ဝင်စားစရာပါဒါကတော့သွေးလင်းထက်အတွက်အခွင့်အရေးကောင်းတစ်ရပ်ဖြစ်လာမှာပါဒါပေမဲ့သွေးလင်းထက်အနေနဲ့သတိထားရမှာကစာမေးကမွေတိုင်းမှာအတွေ့အကြုံများတဲ့ဖိုက်တာကြီးသူဦးဆိုတာပါမွေတိုင်းမှာတဘာရင်းတဲ့ဖိုက်တာကြီးဆိုတော့သွေးလင်းထက်သူတတိထားစောရမှာပါဒါကိုစာမေးကိုယ်တိုင်ကလည်းနောက်ဆုံးသူရှုံးတဲ့ပွဲကkickboxing ပွဲဖြစ်ပြီးတော့အခုသွေးလင်းထက်နဲ့ထိုးမဲ့မွေတိုင်းကသူငယ်စဉ်ကတည်းကလက်ကျင့်ပြင်ဆင်လာခဲ့တဲ့သူကြိုက်တဲ့မွေတိုင်းစီးမင်းနဲ့မလို့အပြောင်းလဲသိလို့ဆရာမလို့ပဲခွန်အားပိုင်းကိုပဲပြင်ဆင်ပြီးထိုးသက်သွားမယ်လို့ပြောထားတာပါဆက်လက်ပြီးတော့ပြန်မဲ့ဖြစ်သူသွေးလင်းထက်ကိုလည်းသွေးလင်းထက်ကတကယ်တော်တဲ့ဖိုက်တာတယောက်မွေတိုင်းဖိုက်တာ9ဦးတောင်အနိုင်ယူထားပြီးလက်တီထိုးချက်ခြေခံချက်တွေအနေများသလိုသူ့ရဲ့ကိုယ်ဝင်ဟန်နဲ့ထိုးသက်တဲ့ဖိုက်တာဆိုပြီးချီးကျူးထားပါသေးတယ်ပရိသတ်ကသူ့ကိုအသက်ကြီးပြီလို့ထင်ကြပေမဲ့ခန္ဓာကိုယ်ကတမ္မာနေသေးတယ်ဆိုပြီးငါမိုသေးဘူးဆိုတဲ့အထာပါလှုပ်သွားသေးတာပါသူအနေနဲ့သွေးလင်းထက်လိုမျိုးလူငယ်ဖိုက်တာတွေနဲ့ဘလိုရင်ဆိုင်ထိုးသက်ရမယ်ဆိုတာသဘောပေါက်ပြီးဒီညနေမှာသွေးလင်းထက်ကိုအနိုင်ယူပြဖို့ယုံကြည်ချက်ရှိကြောင်းကိုပါပြောဆိုလာတာပါသူပြောသလိုသွေးလင်းထက်ကိုတကယ်ပဲအနိုင်ယူပြနိုင်မလားဒါမှမဟုတ်သွေးလင်းထက်ကပဲစာမေးကိုမှောက်သိပ်ပြီးစာချုပ်ရောဘောနပ်ပါထပ်ယူပြသွားမလားဆိုတာကိုတော့ဒီညနေရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြရအောင်ပါသွေးလင်းထက်ပွဲရတော့ပွဲစဉ်6ပွဲမြောက်မှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်